စီရော်ရှာဆိုတဲ့ကောင်လေးဟာတိရွက်တွေစိမ့်ဆူဝေးဖြာနေတဲ့ပင်ကြီးပေါ်တက်ပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုပေါ်စည်းကနေကြည့်နေပါတယ်။မြစ်ကန်ဆက်မှာတော့မိခင်ဖြစ်သူကအဝိရှော်နေသလိုအကိုဖြစ်သူပီတာကလည်းမလှမ်းမကမ်းမှာငားမြားနေပါတယ်။အမေဖြစ်သူကိုပင်ပေါ်ကနေလှမ်းអော်လိုက်တဲ့အခါအမေကစီရော်ရှာကိုမော့ကြည့်ပြီးသဘောတကျရီးပါတယ်။စီရော်ရှာကသူ့ဘယ်မှာထိုင်နေလဲကြည့်ပါအောင်လို့ပြောတဲ့အခါပီတာကအဲ့ဒီနေရာကအမြင့်ကြီးပဲမို့ကြောက်စရာကြီးပဲလို့ပြန်ပြောပါတယ်။အဲ့ဒီချိန်မှာပဲအမေဖြစ်သူကကောင်းကင်ဘော်ကဂျာမန်လေယာဉ်တွေကိုသတိထားလိုက်မိတာကြောင့်စီရော်ရှာကိုလှမ်းခေါ်လိုက်တယ်လို့ပီတာကိုလည်းပုံတော့လို့ပြောလိုက်ကသူမှလည်းကုန်းဘော်ကိုပြေးတက်သွားပါတယ်။စီရော်ရှာကတော့လေရင်ကိုကြည့်ပြီးကြောက်စရာမရှိပါဘူးလို့ပြောလိုက်ရင်းနဲ့သူ့လက်ထဲကလေးခွားနဲ့ပစ်ချလိုက်ပါတယ်။လေရင်တွေမီးလောင်ကုန်တာကိုမြင်လိုက်တာကြောင့်သူပစ်လိုက်လို့မီးလောင်သွားတယ်လို့ထင်နေခဲ့ပြီးစီရော်ရှာတယောက်သဘောကျနေပါတယ်။ဒါပေမဲ့အောက်မှာရှိနေတဲ့အမေနဲ့အကိုတို့ကိုသတိရသွားပြီးငုံကြည့်လိုက်တဲ့အခါအမေနဲ့အကိုတို့ရဲ့အရေးရောင်ကိုမှမတွေ့ရတော့ပါဘူး။ဒါကြောင့်ပဲစီရော်ရှာလေးဟာအိမ်ကိုပြန်လာပြီးတယောက်တည်းအိတ်နေရင်းနဲ့အမေဖြစ်သူပြန်အလာကိုစောင့်မျှော်နေပါတယ်။စီရော်ရှာအိတ်နေတော့အပြင်ကနေခေါ်တန်ကြားတဲ့အခါသူ့အမေထင်ပြီးတကားဖွင့်ပေးလိုက်ပေမဲ့ဝင်လာတဲ့သူကအမေမဟုတ်ပဲအတော်ဖြစ်နေတဲ့အခါမှာသူလည်းအမေကိုရှာလို့မတွေ့ဘူးဆိုပြီးပြောပါတယ်။အတော်ဖြစ်သူကကံကောင်းလို့သားလေးမသိတာဆိုပြီးနှင်းသိမ့်ပေးပါတယ်။စီရော်ရှာကတော့သူ့အမေနဲ့အကိုအကြောင်းကိုမေးတဲ့အခါမှာအတော်ကသူတို့ပြန်လာတော့မှမဟုတ်တဲ့အကြောင်းကိုပြောပြီးသူမရဲ့အိမ်ကိုလိုက်ခဲ့ဖို့ခေါ်ပါတယ်။စီရော်ရှာကမလိုက်ချင်ဘူးလို့ညင်းပြီးတော့အမေကအိမ်ကိုတေချာစောင့်ရှောက်ခိုင်းထားတာလို့ပြောပါတယ်။ပြီးတော့ကြက်တွေကိုအစာကျွေးရမှာဖြစ်တယ်လို့ပီတာကိုလည်းစောင့်နေရအောင်မယ်လို့ပြောတဲ့အခါမှာအတော်ဖြစ်သူကလည်းငိုပြီးသူတို့တွေအသက်ခံလိုက်ရလို့ပြန်မလာတော့ဘူးလို့ပြောပြလိုက်ပါတယ်။နာဇီတပ်တွေတွေ့သွားရင်သားလည်းအသက်ခံရနိုင်တယ်လို့ပြောပြီးအိမ်ခေါ်သွားဖို့လုပ်ပါတယ်။စီရော်ရှာကိုအင်ကြီးဝဲအုတ်ထုတ်ဆောင်ပြီးရင်ကြောက်ဖို့မလိုပဲအတော်သားလို့ပြောပေးမယ်လို့နှင်းသိမ့်နေပါတယ်။စီရော်ရှာကအတော်ဖြစ်သူရဲ့စကားကိုလက်မခံပဲအမေဆိုပြီးအော်ငိုလိုက်တဲ့အခါမှာအတော်ကလည်းသူ့ပါဇက်ကိုပိတ်ထားလိုက်ရပါတယ်။အထဲကအတန်ကြားတဲ့အခါပြင်မာရောက်နေတဲ့ဂျာမန်တွေကအိမ်ထဲကိုဝင်ကြည့်ဖို့ပြင်လိုက်ကြပါတယ်။ဒါကြောင့်အတော်ဖြစ်သူကလည်းအချိန်မမီတော့တာကြောင့်စီရော်ရှာကိုပတင်းပေါက်ကနေချပေးလိုက်ပြီးလုံးဝမရက်ပဲလွတ်အောင်ပြေးဖို့ပြောလိုက်ပါတယ်။စီရော်ရှာကိုလွတ်အောင်လှုပ်ပေးလိုက်ပေမဲ့သူမကတော့ကြောဘက်ကနေအကြမ်းဖက်တက်မတော်ကပြစ်လိုက်တဲ့တနက်ကြီးစံမှန်ပြီးလဲကျသေးဆုံးသွားပါတော့တယ်။6နှစ်အရွယ်ကလေးသားလေးဖြစ်တဲ့စီရော်ရှာဟာအဖြစ်ပြက်တွေကိုဘာမှနားမလဲပဲအတော်ဖြစ်သူကပြေးဆိုတာကြောင့်ပတင်းပေါက်ကနေထွက်ပြေးသွားရင်အမေဖြစ်သူကိုအော်ခေါ်နေရှာပါတယ်။သူပြေးသွားတဲ့နောက်မှာတော့သူတို့မိသားစုတွေအတူတူပျော်ပျော်ပါးပါးနေခဲ့တဲ့အိမ်တွေဟာမီးတောင်မီးရှံတွေကြားမှာလောင်ကျွမ်းပြီးကြံရစ်ခဲ့ပါတယ်။နောက်ကိုလှဲ့ကြည့်နဲ့ထွက်ပြေးနေတဲ့ကောင်လေးဟာတောထဲကိုတဖြည်းဖြည်းရောက်လာပါတယ်။6နှစ်သားလေးသာဖြစ်တာကြောင့်စီရော်ရှာလေးဟာအိမ်ကနေဝေးတောင်မသွားဘူးပဲအခုလိုတောကြီးတဲကိုရောက်လာတဲ့ခါမှာတော့မျက်စိလဲနေခဲ့ပြီးအမေသားမျက်စိလဲနေပြီဆိုပြီးထက်ခါတနာစပွဲအော်ပြောရင်းအမေကိုသာခေါ်နေခဲ့ပါတယ်။အမေဘယ်မှာလဲသားမျက်စိလဲနေပြီလို့ပြောရင်းငိုနေခဲ့တဲ့စီရော်ရှာဟာခြေလှမ်းတွေကိုတော့မရက်ပဲဆက်ပြေးနေခဲ့ပါတယ်။နောက်တနေ့မနက်ရောက်တဲ့အခါစီရော်ရှာကလေးကမြစ်ကန်ဆက်တစ်ခုကိုရောက်လာပြီးမြစ်ထဲကရေကိုသူ့လက်ကလေးနဲ့ခတ်ပြီးတောင်းနေခဲ့ပါတယ်။ရေတောက်ပြီးပြန်တက်လာတဲ့ကောင်လေးဟာအကြမ်းဖက်တက်မတော်ကောင်တွေလာတဲ့အတန်ကိုကြားလိုက်ရတာကြောင့်တစ်ပင်အမြင့်အောင်အမြန်ဝင်ပုံးလိုက်ရပါတယ်။အကြမ်းဖက်တက်မတော်ကမြစ်ကန်ဆက်ဆင်းသွားခဲ့ပြီးမီးမွေးကပါလာတဲ့စီတုပ်ဘူးတွေဖောက်ပြီးစားတောင်းနေကြပါတယ်။စီရော်ရှာလည်းအကြမ်းဖက်တက်မတော်ကောင်တွေစားတာကိုငေးကြည့်နေချိန်မှာပဲသူ့ပုံးနေတဲ့နေရာကိုမွေကြီးတစ်ကောင်ဆင်းလာတာတွေးလိုက်ရပါတယ်။ကောင်လေးကအလွန်ထိတ်လန့်ကြောက်ရွံ့သွားပေမဲ့အကြမ်းဖက်တက်မတော်တွေကြားသွားမှစိုးတာကြောင့်အတန်မထွက်ရဲပဲသူ့လက်လေးသေးသေးနဲ့ပါဇက်ကလေးကိုပိတ်ထားလိုက်ပါတယ်။စားတောက်ပြီးလို့အကြမ်းဖက်တက်မတော်တွေထွက်သွားတဲ့ခါမှစီရော်ရှာလည်းအကျွင်းကြံစီတုပ်ဘူးလေးကိုသွားကောက်ယူခဲ့ပါတယ်။စီရော်ရှာလေးကတောထဲမှာရှောက်သွားရင်အဝတ်စားတွေလည်းစုပ်ပြဲပြီးလမ်းလျှောက်ဖို့အားအင်တွေလည်းနဲနေခဲ့ပါတယ်။သူဟာလဲကျလိုက်ပြန်ထလိုက်နဲ့ကြိုးစားလျှောက်ရင်ဗိုက်စားတဲ့အခါမှာတောထဲမှာတွေ့တဲ့တစ်ရွက်တစ်သီးတွေကိုခူးပြီးဗိုက်ပြေးအောင်စားတောက်ရင်အသက်ဆက်ခဲ့ပါတယ်။တခါမှာတော့တစ်သီးတွေကိုသူခူးစားနေချိန်မှာပဲသူ့နောက်ကပောက်ကွဲတဲ့ကိုကြားလိုက်ရပြီးသူလည်းလွင့်ထွက်သွားပါတယ်။ကောင်လေးကချက်ချင်းပဲထားရက်လိုက်ပြီးဒုတ်တစ်ချောင်းကိုကောက်ကင်လိုက်ပါတယ်။ပြီးတော့သူ့အနားကိုတယောက်မှကတ်မလာအောင်သူ့မှာတနက်ရှိတယ်လို့အော်ပြောပြီးတယောက်တည်းရဲစေးတင်နေပါတယ်။တစ်ပင်တွေကြားထဲမှာတယောက်ရှိနေမှာကိုကြောက်နေမိပေမဲ့ငါမင်းကိုမကြောက်ဘူးမလှုပ်နဲ့လို့ပြောရင်းနောက်ကိုလှဲ့ကြည့်နဲ့အပြေးတစ်ပိုင်းသွားနေခဲ့ပါတယ်။တောထဲမှာရှောက်သွားရင်အိပ်ပျော်သွားတဲ့ကောင်လေးဟာအမေနဲ့အကိုတို့ကိုအိမ်မက်မက်နေပြန်ပါတယ်။သူနိုးလာတဲ့အချိန်သူ့ဘေးမှာစူးကောင်လေးကိုတွေ့လိုက်ရတဲ့အခါဒီအနီးနားကရွာသားတွေကိုသူဒီမှာရှိနေတဲ့အကြောင်းသွားပြောပေးဖို့ပြောလိုက်ပါတယ်။ပုံပဲတဲ့ဒဏ်ရာတွေနဲ့စုပ်ပြတ်တက်နေတဲ့ကောင်လေးဟာမိုးရွာလာတဲ့အခါမှာမိုးရေတွေကိုပါဇက်လေးဟပြီးအငမ်းမရတောက်ရင်းနဲ့အသက်သေးသေးလေးကိုတက်သမျှမှတ်သမျှနီးလေးနဲ့ရုံးကန်ဆက်နေရှာပါတယ်။ဒီလိုနဲ့စီရော်ရှာလေးဟာဘုရားသခင်ကလမ်းပြလိုက်တာကြောင့်ကင်းထောက်လာတဲ့ရက်ဆာစစ်သားတွေဟာတစ်ပင်အောက်မှာလဲကျနေတဲ့စီရော်ရှာကိုတွေ့သွားခဲ့ကြပါတယ်။တက်မှုဟာစစ်ရေးအကြောင်းရှင်းပြနေချိန်ကင်းထောက်တယောက်ရောက်လာခဲ့ပြီးသတင်းပို့ခွင့်ပြုဖို့တောင်းဆိုလိုက်ပါတယ်။တက်မှုကနေမြေ25မှာဘာထူးလဲလို့မေးလိုက်တဲ့အခါကင်းထောက်ရဲဘော်ကအဲ့ဒီနားထိမကတ်နိုင်ခဲ့ဘူးလို့ပြောပါတယ်။
ကျွန်တော်တို့တောထဲမှာလို့စကားစားလိုက်တဲ့အခါတက်မှုကငါမင်းတို့ကိုတောအုပ်ထဲကိုသွားခိုင်းတာမဟုတ်ဘူးအမိတ်မနာခံမဲ့ခုံရုံတက်ချင်နေကြတာလားဆိုပြီးမေးလိုက်ပါတယ်ကင်းထောက်ရဲဘော်လဲသူ့အမားပါလို့ပြောပြီးရင်ခွင်ထဲမှာပိုက်ထားတဲ့အရာကိုပြလိုက်ပါတယ်တက်မှုလဲကလေးကိုမြင်တော့အံ့ဩသွားပြီးသူ့လက်ထောက်ရီဇိုကိုခေါ်လိုက်ပါတယ်သူတို့လဲကလေးကိုတယူတရပွေ့ကြပြီးစစ်ပွဲဆိုတာလူကြီးတွေရဲ့အလုပ်ဖြစ်ပြီးကလေးတွေမပါသင့်ဘူးလို့ပြောကာကလေးကိုမကြောက်ဖို့အားပေးနေကြပါတယ်တက်မှုကမိတ်ဆွေတွေကြားထဲမှာရောက်နေတာဖြစ်ပြီးဘာမှမဖြစ်တော့ဘူးလို့ပြောလိုက်တဲ့အခါစီတော်ရှာကသူကစူးကောင်လေးကိုရွာသားတွေကိုပြောဖို့မှားလိုက်တာကြောင့်သူ့အကြောင်းကိုစူးကောင်လေးကလာပြောပြတာလားလို့မေးပါတယ်တက်မှုကလည်းတွက်လက်တဲ့ကောင်လေးကိုသဘောကျပြီးပြုံးရီလိုက်ကအဲ့ဒါငါတို့လွှတ်ထားတဲ့စူးကောင်ပဲလို့ကလေးကျင်တဲ့အောင်ပြောလိုက်ပါတယ်တက်မှုကသူ့ကိုနာမည်မေးတဲ့အခါစီတော်ရှာလို့ပြောရင်သူ့လက်သေးသေးလေးကိုတက်မှုရဲ့ပတ်တီးတိုင်းထားတဲ့လက်နဲ့လက်ဆွဲနှုတ်ဆက်ပါတယ်တက်မှုကကောင်လေးလက်ကိုကင်ပြီးသူ့နာမည်ကိုပြောပြတဲ့အခါစီတော်ရှာကဦးလေးကခေါင်းဆောင်ကြီးလားလို့မေးပါတယ်တက်မှုကလည်းဟုတ်ပါတယ်လို့ဖြေပြီးရဲဘော်တွေကသူ့မိဘတွေကိုမေးကြည့်တဲ့အခါကောင်လေးကငိုမဲမဲဖြစ်သွားပြီးအန်တီပြောတာတော့အမေတို့ကိုဆိုပြီးစကားဆက်မပြောနိုင်တော့တာကြောင့်စစ်သားတွေလည်းသဘောပေါက်သွားကပြာတလဲနဲ့သူ့ကိုမငိုဖို့ချော့မော့ပြီးဝိုင်းဝန်းနှစ်သိမ့်လိုက်ကြပါတယ်တက်မှုကတော့ယောက်ျားဆိုတာမငိုရကြောင်းပြောပြီးကောင်လေးကိုရေတိုက်ပါတယ်တောထဲကနေကလေးတယောက်ကောက်ရလာတာကြားတာကြောင့်စဖိုဆောင်ကရဲဘော်ကလည်းအစားအသောက်တွေယူလာပါတယ်ဗိုက်စာနေတဲ့ကောင်လေးကပေါင်မုံကိုစားမလို့လုပ်တဲ့အခါတက်မှုကသူ့ကိုစွပ်ပြုတ်ကနေပြီးစားတင်ကြောင်းပြောလိုက်ပြီးကောင်လေးကိုဂယူဒီဇိုင်းနဲ့ကျွေးမွေးလိုက်ပါတယ်စီတော်ရှာရောက်နေတဲ့ရုရှားတပ်ထင်းမှာတော့ယူနီဖောင်းပြင်ပေးတဲ့စစ်သားကြီးကစာဖတ်နေတဲ့ရဲဘော်တယောက်ရဲ့အင်ဂျီအပြဲကိုဖာထေးပေးနေခဲ့ပါတယ်ချုပ်နေရင်သူ့အသားကိုအပ်နဲ့ထိုးမိတာကြောင့်ရဲဘော်လည်းထပ်မချုပ်တော့ဖို့အော်ပါတယ်အဖိုးကြီးကထပ်မချုပ်ရင်ယူနီဖောင်းအစုံနဲ့တိုက်လို့ဂျာမန်တွေကဂျေကော့ကအလုံးမလုပ်ဘူးလားလို့အပြောမခံချင်ဘူးလို့ပြောတဲ့အခါရဲဘော်တွေကရီလိုက်ပြီးဂျာမန်တွေကမင်းကိုတိလို့လားလို့မေးပါတယ်ညီမတယောက်ရှိတဲ့ရဲဘော်ရီဇိုကိုလည်းဝိုင်းပြီးစားနှောက်နေကြပါတယ်ရီဇိုကအခုသူ့ညီမစီကိုစာရေးနေတာဖြစ်ပြီးကလေးလေးအတွက်အဝတ်တွေလှမ်းတောင်းနေတာဖြစ်တဲ့အကြောင်းပြောတဲ့အခါမှာဘေးကရဲဘော်ကြီးကလည်းကောင်လေးအတွက်လှုပ်ထားတဲ့တစ်သားဝစီကိုမှုတ်ပြပါတယ်သူတို့တွေစားနှောက်နေကြတဲ့အချိန်မှာပဲသူတို့စခန်းဘော်ကိုလက်နက်ကြီးတွေကြားလာတဲ့အတွက်သူတို့လည်းပြန်ပြီးတိုက်ခိုက်ကြပါတယ်စီတော်ရှာတယောက်ကတော့ဆေးရုံရောက်နေခဲ့ပြီးသူနာပြုကားကြာရဲ့ပြုစုကိုခံနေပါတယ်ကားကြာကကောင်လေးကိုဆေးထည့်ပေးရင်ကောင်လေးစိတ်ပျော်စေမဲ့စကားတွေနဲ့စားနှောက်နေပါတယ်သက်စုတဲ့စီတော်ရှာလေးကသူ့ကိုရှာတွေ့တဲ့လူတွေကဘယ်သူလဲလို့မေးပါတယ်ကားကြာလဲကင်းထောက်စစ်သားတွေကရှာတွေ့ခဲ့တဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာကောင်လေးကအားလုံးကကင်းထောက်တွေလားဆိုပြီးထပ်ပြီးမေးပါတယ်ကားကြာလဲလူနာသွားကြည့်ဖို့ပြင်ဆင်ရင်စက်ပြင်သမားစနိုက်ပါစက်တနက်သမားအစုံရှိတယ်လို့ပြောပြပါတယ်ကောင်လေးကရင်ဘေးကလူနာစစ်တီကြီးကလည်းစဖိုမှုပီထရိုးလည်းရှိတယ်လို့ဝင်ပြောတဲ့အခါစီတော်ရှာလေးကသူ့ကိုမြင်ဖူးပြီးတော့ဖတ်တီးကြီးပဲလို့ပြောပါတယ်စစ်သားကြီးကလည်းစဖိုမှုကဖတ်တီးဖြစ်ရတယ်ကွာလို့ရည်စရာပြောပါတယ်စီတော်ရှာကဆက်စုလို့မပြီးနိုင်ပဲလက်မှာပတ်တီးနဲ့တက်မှုကရောသူအခုစစ်တိုက်နေပြီလားလို့မေးလိုက်ပြန်ပါတယ်ကားကြာလဲတက်မှုကိုစိတ်မပူဖို့နဲ့သူကအားလုံးကိုနိုင်အောင်တိုက်မှာပါလို့ပြောပါတယ်နောက်တော့ဒဏ်ရာရလူနာတွေထက်ရောက်လာတာကြောင့်ကားကြာလဲလူနာတွေစီကိုသွားမှာဖြစ်တာကြောင့်ကောင်လေးကိုမျက်စိမှိတ်ကအိတ်နေခိုင်းခဲ့ပြီးပြန်လာရင်တင့်ကားပုံဆွဲပေးမယ်လို့ပြောလိုက်ပါတယ်ကင်းထောက်ရဲဘော်တွေကကင်းလှည့်သွားရင်စိတ်မတကောင်ကိုရအောင်ယူလာကြပါတယ်တကယ်တော့စိတ်ဆိုတာသူတို့လိုစစ်သားတွေအတွက်တော့ဟင်းကောင်းတစ်ခွက်ဖြစ်ပေမဲ့စစ်သားတွေဟာသူတို့စခန်းကိုရောက်လာတဲ့ကလေးလေးအတွက်စိတ်နှုတ်ရအောင်ဆိုပြီးစခန်းကိုအရှင်ဖမ်းလာခဲ့တာပဲဖြစ်ပါတယ်တက်မှုရောက်လာတဲ့အခါမှာရှောင်းသားလွှဲတာဖြစ်ဖို့အတွက်စိတ်ကလမ်းဘေးမှာတကောင်နဲ့ဖြစ်နေတဲ့အတွက်တနာလို့ခေါ်လာခဲ့တာဖြစ်တဲ့အကြောင်းပြောကြပါတယ်တက်မှုကလည်းဘာမှမပြောဘဲထွက်သွားတဲ့အခါမှာရီဇိုကစိတ်ကလေးကိုနှုတ်ဆက်လိုက်ပြီးအခုမင်းကငါတို့ရဲ့ရဲဘော်စိတ်ကြီးဖြစ်သွားပြီလို့ပြောပြီးရီမောလိုက်ကြပါတယ်ဆေးရုံကိုတက်မှုရောက်လာတဲ့အခါစီရောရှာကသူ့ကြီးလာရင်လည်းတက်မှုလုံးမယ်သူ့ကိုထိုးပေးတဲ့ဆေးတွေကလည်းအယမ်းနာသလိုအကအကြီးကြီးမို့ထွက်ပြေးချင်ပေမဲ့သားကတက်တိပိုရှိရမယ်လို့တွေးမိပြီးထွက်မပြေးတော့ဘူးလို့ပြောပြပါတယ်တက်မှုလည်းသူပြောတဲ့စကားကိုမှတ်ထားတဲ့ကောင်လေးကိုပို့ပြီးသဘောကျသွားပါတယ်စီရောရှာကဥကသူ့ရဲကောင်းစုရထားတာဟုတ်လားလို့မေးလိုက်တဲ့အခါတက်မှုကသူ့ရင်ဘက်ကတစိမ့်ကိုပြပါတယ်ကောင်လေးလည်းတစိမ့်ကိုတေချာကြည့်ပြီးအဲ့ဒီစုကဘာလို့ရတာလဲလို့မေးပါတယ်တက်မှုကတက်တိရှိလို့ပေါ့လို့ပြုံးပြီးဖြေပါတယ်စီရောရှာကဆက်ပြီးဥကပစ္စတိုနဲ့အထူးစုရထားပြီးဘယ်ဖက်စစ်ကိုမဆိုတတ်လို့ရတာလားလို့မေးပါတယ်တက်မှုကစီရောရှာလေးအမေးမြန်းထူနေတာကိုပြုံးလိုက်ပြီးသူ့ရဲ့တနက်ကိုကြည်ထုတ်ပြီးပြပါတယ်စီရောရှာကသူ့မှာလည်းတင့်ကားရှိတယ်လို့ပြောပြီးဘိုက်ပေါ်ကဆွဲထားတဲ့တင့်ကားပုံကိုပြပါတယ်တက်မှုကလည်းသဘောကျသွားပြီးဒီလိုလက်နက်နဲ့ဆိုရန်သူတွေကိုငါတို့နိုင်ပြီပေါ့လို့ကောင်လေးကိုပြောပါတယ်စီရောရှာလေးကဦးလေးမလေရင်ရှိလားဒါဆွဲပေးမယ်ဆိုပြီးတက်မှုရဲ့လက်ကပတ်တီးပေါ်မှာလေရင်ပုံဆွဲပေးလိုက်ပါတယ်ကားကြာကစိတ်ကလေးကိုနှိုးညှစ်နေရကနေတက်မှုထွက်လာတဲ့နောက်ကိုလိုက်သွားပါတယ်တက်မှုကိုစီရောရှာလေးဟာချစ်စရာကောင်းပြီးလေတဲ့အကြောင်းနဲ့အခုစိတ်နှုတ်နည်းနည်းရထားပြီးဒီစိတ်နှုတ်နဲ့ဆိုရင်စီရောရှာလေးအားရှိသွားမှာလို့ပြောရင်းနဲ့ကလေးကိုဒီမှာခေါ်ထားချင်တယ်လို့တောင်းဆိုလိုက်ပါတယ်တက်မှုကရှေ့တန်းမှာကလေးတယောက်ကိုခေါ်ထားလို့မရဘူးလို့ညင်းတဲ့အခါကားကြာက
ကလေးရဲ့မိဘတွေတည်သွားပြီဖြစ်တာကြောင့်ကလေးမှာအားကိုးမရှိသလိုမိဘမဲ့ဂေဟာကလည်းသူ့အတွက်အဆင်မပြေနိုင်ဘူးလို့ပြောပါတယ်တက်မှုကဒီမှာထားမယ်ဆိုရင်သူ့ကိုဘယ်သူကစောင့်ရှောက်မှာလဲလို့မေးပါတယ်ကျမတို့အားလုံးစောင့်ရှောက်မှာပေါ့လို့ပြောလိုက်တဲ့အခါမှာတက်မှုကလူနာတွေတက်တောင်နေရာကမလောက်မငါဖြစ်နေတယ်လို့ပြန်ပြောခဲ့ပါတယ်ကားကြလဲဇွဲမလျှော့ပဲကလေးကိုမိဘမဲ့ဂေဟာကိုမပို့ပဲတခုခုစဉ်းစားပေးပါအောင်လို့တောင်းပန်ပါတယ်တက်မှုကတော့ဒီနေရာမှာကလေးတွေရှိမနေသင့်ဘူးလို့ပြောပြီးထွက်သွားတဲ့အခါမှာကားကြကဒီနေရာကဘယ်သူမှကိုရှိမနေသင့်တဲ့နေရာပါလို့ပြောပြီးစိတ်အလိုမကျဖြစ်ကြံခဲ့ပါတယ်အားလုံးရဲ့အချစ်တော်လေးဖြစ်ပြီးမိသားစုကိုလွမ်းနေကြတဲ့စစ်သားတွေဟာသူတို့အတွက်တော့စီရော်ရှာလေးကိုဖျားသခင်ကပို့ပေးလိုက်တယ်လို့ဖြစ်နေပါတယ်ဒါကြောင့်လဲဆေးရုံကမဆင်းရသေးတဲ့စီရော်ရှာလေးစီကိုလာတွေ့ကြပြီးစားစရာတွေကစားစရာတွေပေးကြပါတယ်ညဘက်ရောက်တော့ကားကြတို့သူနာပြုနှစ်ယောက်ဟာမအိပ်ကြသေးပဲအလုပ်လုပ်နေကြပါတယ်တယောက်ကအိတ်ချင်နေကြောင်းပြောပေမဲ့ကားကြကတော့စီရော်ရှာလေးအကြောင်းပဲတွေးနေပါတယ်ကလေးကိုစားတွေ့ကြတဲ့ကသူမရဲ့စိတ်ထဲမှာအယမ်းချစ်မိသွားပြီးတနာမိတဲ့အကြောင်းနဲ့စစ်ပွဲတဲ့လူတွေပေါင်းစုံနဲ့တွေ့ခဲ့ဖူးပြီးရေခဲတုံးကိုအသေးမာတဲ့သူမဟာကလေးเจ้าကိုတွေးမိရင်တော့ငိုချင်လာတယ်လို့ပြောလိုက်တဲ့အခါသူမရဲ့တငယ်ချင်းကဒီလိုသာဆိုနှစ်အတွက်မျက်ရည်တောင်လောက်ပါမလားဆိုပြီးစပါတယ်ကားကြကတက်မှုဟာကောင်လေးကိုအခြားနေရာကိုပို့ပစ်လိုက်ရင်ထပ်မတွေ့ရမှာစိုးရိမ်တဲ့အကြောင်းပြောတဲ့အခါတငယ်ချင်းကတက်မှုကိုထပ်ပြောကြည့်ဖို့အကြံပေးပါတယ်နောက်တနေ့မနက်မှာတော့အလုရှုပ်နေတဲ့တက်မှုရဲ့ခန်းထဲကိုအီဂေါမတ်ဝင်ရောက်လာကရန်သူတွေကတောင်ပေါင်းစုံကလာမှာဖြစ်တာကြောင့်တောင်ကုန်းပေါ်မှာစက်တနက်တွေလိုတဲ့အကြောင်းသတင်းလာပို့ပါတယ်တက်မှုကတော့အကင်းပါတာကြောင့်တခြားဘာပြောစရာရှိသေးလဲလို့မေးလိုက်တဲ့အခါမှာအီဂေါမတ်လည်းဒဲပဲပြောတော့မယ်ဆိုပြီးစစ်သားတွေကမိသားစုကိုလွမ်းနေကြပြီးဒီအချိန်မှာစီရော်ရှာလေးကိုရလိုက်တာကြောင့်ပျော်နေကြတဲ့အကြောင်းကလေးကိုရဲဘော်တွေကအယမ်းချစ်ကြတာကြောင့်အားလုံးကတက်ရင်မှဆက်ထားခြင်းတဲ့အကြောင်းပြောလိုက်ပါတယ်တက်မှုလည်းအားလုံးကလေးထိနေကြရင်ဘယ်သူကစစ်တိုက်မှာလဲလို့မေးလိုက်တဲ့အခါအီဂေါမတ်ကသူတို့ပဲစစ်တိုက်မှာဖြစ်တယ်လို့လမ်းတွေအားလုံးကိုပိတ်ပြီးနေရာတိုင်းဂျာမန်တွေနဲ့ပြည်နေတာကြောင့်ကလေးကိုမိဘမဲ့ကေဟာပို့ဖို့ဆိုတာလည်းမဖြစ်နိုင်တဲ့အကြောင်းပြောပါတယ်တက်မှုကတော့ဒီနေရာကကလေးတွေနေတဲ့နေရာမဟုတ်တဲ့အကြောင်းနဲ့သူလည်းကလေးကိုတနာမိပေမဲ့ဒီမှာခေါ်ထားဖို့ကကလေးကငယ်လွန်းပြီးအထက်အရာရှိကြီးတွေကလည်းခွင့်ပြုမှာမဟုတ်လို့ဒီအကြောင်းကိုဆက်ပြီးမပြောနဲ့လို့ပြောလိုက်ပါတယ်နောက်ရက်တိုက်ပွဲဖြစ်ကြတော့တိုက်ပွဲဖြစ်တဲ့နေရာမှာကြီးကျက်နေတဲ့တက်မှုကကရုတ်ကျင်းထဲကနေရီဆိုစီကမှန်ဘလူးတောင်းလိုက်ကရန်သူတင့်ကားတွေကိုလှမ်းကြည့်လိုက်ပြီးတပ်ဖွဲ့ခွင့်ကိုလက်နက်ကြီးနဲ့ထုတ်ခိုင်းပါတယ်နှစ်ဖက်တိုက်ပွဲကပြင်းထန်တာကြောင့်တက်မှုတို့ဘက်ကလည်းဒဏ်ရာရသူတွေရှိနေပြီးသူနာပြုဖြစ်တဲ့ကားကြာကဒဏ်ရာရစစ်သည်တွေကိုတိုက်ပွဲကြားကနေရအောင်လာဆွဲနေခဲ့ပါတယ်စစ်သားတွေကလည်းကားကြာကိုကာပစ်ပေးနေကြတာကြောင့်သူမလည်းဒဏ်ရာရစစ်သားကိုကယ်လိုက်နိုင်ပါတယ်တက်မှုတို့ဟာတင်ကားတွေနဲ့ပစ်နေကြတဲ့ဂျာမန်တွေကိုလက်နက်ကြီးတွေနဲ့ပြန်ပစ်ပြီးခုခံခဲ့ကြရပါတယ်နောက်တနေ့ရောက်တဲ့အခါစီရော်ရှာလေးကိုမိဘမဲ့အကြောင်းပို့ဖို့အတွက်တက်မှုကလာခေါ်ခဲ့ပါတယ်ကောင်လေးကတက်မှုကိုမြင်တာနဲ့အလေးပြုပါတယ်အသင်းဆောင်နေတဲ့စစ်သားတွေနဲ့ကာဂျာကကလေးအတွက်စိတ်မကောင်းဖြစ်နေပြီးတက်မှုရဲ့အနားကနေခိတ္တရှောင်ထွက်သွားပါတယ်တက်မှုကစစ်သားလေးစီရော်ရှာလို့ခေါ်လိုက်တဲ့အခါကောင်လေးကသူလက်ဆောင်ရထားတဲ့မှန်ဘလူးလေးကိုတက်မှုလေးကိုပြပါတယ်တက်မှုကကောင်လေးကိုထိုင်ခိုင်းလိုက်ပြီးစကားဆရခတ်နေပေမဲ့စိတ်မကောင်းစွာနဲ့ပဲသားကိုလာခေါ်မဲ့ကားတစ်စီးရှိနေတယ်လို့အာတင်ပြီးပြောလိုက်ပါတယ်စီရော်ရှာလေးလည်းဝမ်းနေသွားပြီးကြားလာတဲ့မျက်ရည်တွေကိုတုပ်လိုက်ပါတယ်တက်မှုကသူယူလာတဲ့ကောင်လေးအတွက်လက်ဆောင်တစ်သားတနက်လေးကိုထုတ်ပေးလိုက်တဲ့အခါကောင်လေးကငိုမမဲ့နဲ့ဆုပ်ပေးတဲ့တနက်လားလို့မေးပါတယ်တက်မှုကပြောင်းတွေခလုတ်တွေကအစ်စ်တိုင်းပဲလို့ပြောလိုက်တဲ့အခါစီရော်ရှာကတက်မှုရဲ့လက်ဘင်းကိုဖက်ကငိုပြီးသားကဥကိုစောင့်နေတာဥသေးသွားမှစိတ်ပူနေတာလို့ပြောလိုက်တဲ့အခါမှာတက်မှုရဲ့တင်းထားတဲ့စိတ်တွေဟာအေးပြော့သွားရပါတယ်အဲ့ဒီနောက်တော့စီရော်ရှာလေးကိုတေချာကြည့်ပြီးမင်းငါသားလှုပ်ချင်လားလို့မေးလိုက်တဲ့အခါမှာကောင်လေးကအဲ့လိုလှုပ်လို့ရလားလို့မေးပါတယ်တက်မှုလဲကောင်လေးရဲ့မိဘမဲ့အကြောင်းရှောက်လာစာရွက်ကိုဖျဲပစ်လိုက်ပြီးငါတို့စူးစမ်းကြည့်ကြတာပေါ့လို့ပြောလိုက်ပါတော့တယ်ဒီလိုနဲ့စီရော်ရှာတယောက်သူတို့တက်ထဲမှာပဲနေရတော့မှာဖြစ်တဲ့အတွက်နောက်တနေ့တက်တွင်းဝစ်စားချုပ်တဲ့နေရာမှာတော့ကလေးအတွက်ဝစ်စုံချုပ်ဖို့လှုပ်ကြရင်အားလုံးအလုံးရှုံနေကြပါတယ်နောက်တနေ့မနက်မှာတော့အိမ်မက်ထဲမှာမိသားစုနဲ့ပြန်တွေ့နေတဲ့စီရော်ရှာလေးကိုတက်မှုကအိယာထားဖို့လာနှိုးပါတယ်ကောင်လေးလည်းစစ်သားစီရော်ရှာထားပါပြီဆရာလို့ပြောလိုက်သလိုတက်မှုကစစ်သားအစ်စ်ဆိုတာ45စက္ကန့်ဖြစ်တဲ့မီဂျစ်ဆန်တစ်ချစ်တွင်ယူနီဖောင်းဝတ်နိုင်ရတယ်လို့ပြောလိုက်ပါတယ်ကောင်လေးကဘာကိုပြောချင်တာလဲလို့နားမလည်တဲ့ပုံစံနဲ့မေးလိုက်တဲ့အခါတက်မှုကစစ်သားဆိုတာစစ်ဝစ်စုံဝတ်ရတယ်ကွာလို့ပြောပြီးသူ့အတွက်ဝစ်စုံတွေကိုပြလိုက်ပါတယ်စီရော်ရှာလေးလည်းသူ့အတွက်ဝစ်စုံရလို့ပျော်သွားခဲ့ပြီးတက်မှုကတော့ဒီအတွက်ရဲဘော်တွေကိုကျေးဇူးတင်ရမယ်လို့ပြောပြပါတယ်နောက်တော့စီရော်ရှာအဝိဝိတာကိုတက်မှုကမီဂျစ်ဆန်ချစ်ပြီးအချိန်မှတ်လိုက်ပါတယ်သူကမီဂျစ်ဆန်တစ်ချစ်စာအတွင်းလို့ပြောခဲ့ပေမဲ့ကောင်လေးအင်ကြီးဝတ်ပြီးတဲ့အချိန်မီဂျစ်ဆန်တွေကအပုံလိုက်ဖြစ်နေခဲ့ပါပြီယူနီဖောင်းဝတ်ပြီးသွားတဲ့စီရော်ရှာဟာတက်တယ်မှာရှောက်ပြေးပြီးပျော်နေခဲ့ပါတယ်ရဲဘော်တွေကလည်းကောင်လေးကိုတကယ်စစ်သားကြီးနဲ့တူသွားပြီဖြစ်ကြောင်းစနောက်ရင်အလေးပြုကြပါတယ်ကောင်လေးရှောက်ပြေးနေတဲ့အချိန်မှာပဲဂျာမန်လေယာဉ်တွေရောက်လာခဲ့ပြီးဘုံကျဲပါတယ်အပြစ်ကင်းတဲ့ကလေးတယောက်ဖြစ်တာကြောင့်လေပေါ်ပြန်လာတဲ့လေယာဉ်ဟာသူ့ကိုဘာမှမလုပ်ဘူးထင်ထားတဲ့စီရော်ရှာဟာလေယာဉ်ကိုမော့ကြည့်နေတဲ့အချိန်လေယာဉ်ကဘုံချလိုက်တာကြောင့်တက်မှုလဲစီရော်ရှာစီကိုအမြန်ပြေးလာပြီး
ခေါင်းကိုအုပ်ကဝစ်ချပြီးကာကွယ်ပေးလိုက်ပါတယ်။တပ်မှုကစီရောရှာကိုဌာနချုပ်ကိုခေါ်သွားဖို့ပြောလိုက်ပြီးအားလုံးကိုကရုတ်ကျင်းနဲ့ဆင်းခိုင်းလိုက်ပါတယ်။ဘုံခိုကျင်းနဲ့ရောက်သွားတဲ့ကောင်လေးကတော့တိတ်ပြီးကြောက်ရွံ့ပုံမပြပဲဘုံကျဲနေတဲ့လေရင်တွေကိုမော့ကြည့်နေပါတယ်။တိုက်ပွဲပြီးတော့တိုက်ပွဲမှာဒဏ်ရာရတဲ့လူနာတွေကြားထဲမှာရှောက်သွားရင်စီရောရှာကသူနာပြုကားကြာကိုလိုက်ရှာနေပါတယ်။ဒဏ်ရာရစစ်တီတွေကိုဒေါ်လေးကားကြာအသက်ရှင်သေးလားလို့လိုက်မင်းနေခဲ့တာပါ။ဆေးတက်မှုတယောက်ကစီရောရှာလေးကိုထိုင်ခိုင်းလိုက်ပြီးစစ်ပွဲမှာကြဆုံတဲ့အကြောင်းကိုမပြောရကြောင်းနဲ့ဒါမျိုးထပ်ပြီးပြောရင်မင်းကိုတတ်ပြစ်မယ်လို့ခြောက်လိုက်ပြီးရဲဘော်တိုင်းကနိုင်ရမယ်လို့ယုံကြည်ထားတာဆိုပြီးပြောပါတယ်။ကောင်လေးလည်းကြောက်ကြောက်နဲ့ခေါင်းညှိပ်ပါတယ်။တက်မှုကြီးကတားကူညီချင်တာရှိလားလို့မေးတဲ့အခါမှာကောင်လေးကလည်းကူညီချင်တယ်လို့ပြောပါတယ်။အဲဒီနောက်စီရောရှာဟာလူနာတွေရှိတဲ့နေရာကိုဝင်လာခဲ့ပြီးသူတက်နိုင်တာလေးတွေလုပ်ပေးဖို့ကြိုးစားပါတယ်။ကောင်လေးဟာရေတစ်ခွက်ခတ်လိုက်ပြီးရေစာနေတဲ့လူနာကိုတိုက်လိုက်တဲ့အခါမှာနောက်ထပ်လူနာတွေကလည်းသူတို့ပါရေတိုက်ပေးဖို့ပြောကြပါတယ်။စီရောရှာလည်းလူနာတွေကိုလက်မလဲအောင်ရေတိုက်ပေးလိုက်ရပါတယ်။အဖိုးကြီးတယောက်ကိုရေတိုက်ပြီးတဲ့အခါမှာစီရောရှာကနောက်ထပ်ဘာလို့ချင်သေးလဲလို့မေးပါတယ်။ဒဏ်ရာရနေတဲ့စစ်သားအဖိုးကြီးကသူ့အိမ်ကစားပို့လိုက်တာကိုသူမျက်စိမမြင်လို့မဖတ်နိုင်တဲ့အကြောင်းဒါမှမဟုတ်စာဖတ်ပေးဖို့ပြောပါတယ်။ကောင်လေးကစာရွက်ကိုဖင်ပြန်ခေါင်းပြန်ကြည့်နေပေမဲ့သူကစာဖတ်မတတ်ပါဘူး။ဒါပေမဲ့သူကအရှုံးမပေးပဲဒီစာထဲမှာဘာကြီးကိုအရန်ချစ်တယ်လို့ရေးထားတဲ့အကြောင်းရွှီးလိုက်ပါတယ်။အိမ်ကဘာကြီးပြန်လာမှကိုစောင့်နေပြီးနွားတွေကလည်းနှုတ်တွေအများကြီးထွက်တဲ့အကြောင်းပြောတော့ဘာကြီးစစ်သားကြီးလည်းရီကျင်စိတ်ကိုထိန်းလိုက်ပြီးဘယ်ကနွားလဲလို့ပြန်မေးလိုက်တဲ့အခါကောင်လေးကဘာကြီးရဲ့နွားလေးဆိုပြီးဆက်ရွှီးပါတယ်။ဘေးကရင်ကလူနာတွေလည်းသူတို့ပြောနေတာကိုကြားပြီးဗတ်ကြီးစစ်သားကအခုနွားတောင်ပိုင်သွားပြီလို့စားနှောက်နေကြပါတယ်။ဘာကြီးလည်းစီရောရှာလေးကိုဆက်ဖက်ပါအောင်လို့ပြောတဲ့အခါမှာသားတို့တွေနိုင်မှာဘာကြီးအတွက်မုတ်တွေအများကြီးလည်းလှုပ်ထားပြီးခေါ်ဘီတုံးနဲ့ပန်းသီးတွေလည်းပါတယ်ဆိုပြီးဆက်ဖက်ပြပါတယ်။ဘာကြီးကလည်းစီရောရှာလေးကိုအရန်တော်တာပဲလို့ချီးကျူးလိုက်ပါတယ်။နောက်ထပ်လူနာတယောက်ကလည်းစီရောရှာကိုသူ့စာကိုဖတ်ပေးဖို့ပြောပါတယ်။အဲ့ဒီစာမှာဓာတ်ပုံတစ်ပုံပါလာတာကိုတွေ့လိုက်ရတဲ့ကောင်လေးဟာအမြင့်တနေရာကိုတက်ပြီးတချင်းဆိုပြပါတယ်။သတင်းစာတွေကမှိန်ဖြော့ဖြော့ဓာတ်ပုံလေးတစ်ပုံရိုက်ထားတာကမကြသေးဘူး။ကလေးအရွယ်သားစစ်သားလေး၄-၅ယောက်စစ်မြေပြင်ထဲမှာစစ်သားလေးတွေစစ်ပွဲမတိုင်ခင်စမ်းချောင်းလေးပြီးမှပျော်ရွှင်နေကြတယ်ဆိုပြီးသူရတဲ့သတင်းကိုဆိုပြလိုက်တဲ့အခါစစ်သားကြီးတွေလည်းကြိတ်ငူမိကြပါတယ်။တက်မှုစခန်းကိုပြန်ရောက်လာတဲ့အချိန်စီရောရှာလေးကကားကြားရဲ့ပေါင်ပေါ်မှာအိပ်ပျော်နေသလိုကားကြားတယောက်လည်းထိုင်ငိုက်နေပါတယ်။တက်မှုကိုတွေးလိုက်ရတဲ့အခါကားကြားလည်းနှုတ်ဆက်လိုက်ပြီးတက်မှုကလည်းကားကြားကိုကြည့်ပြီးပြောစရာရှိတဲ့အကြောင်းကိုပြောလိုက်ပေမဲ့ရည်စားမထားဘူးတဲ့လူပြိုကြီးတက်မှုအတွက်ဖွင့်ပြောဖို့ဆိုတာကလွယ်မနေခဲ့ပါဘူး။အဲ့ဒီချိန်မှာပဲစီရောရှာလေးနိုးလာခဲ့ပြီးတက်မှုကိုအဖေလို့ခေါ်လိုက်ကအတင်းဖတ်ထားပါတယ်။ကားကြားကိုလည်းအဖေပြန်လာပြီလို့ပြောလိုက်ရင်တက်မှုကိုလည်းဂျာမန်တွေကိုအနိုင်တိုက်ခဲ့လားလို့မေးပါတယ်။တက်မှုကအနိုင်တိုက်ခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပြီးကားကြားကိုလည်းလူနာတွေကနေရာမလောက်လို့နောက်ထပ်တဲဆောက်ခိုင်းထားကြောင်းပြောပြပါတယ်။ကားကြားလည်းသူတာဝန်ချင်းရောက်လာပြီဖြစ်တဲ့အကြောင်းနှုတ်ဆက်လိုက်ကတက်မှုရဲ့အနားကနေပြေးထွက်သွားခဲ့ပါတယ်။စီရောရှာလေးကတိုက်ပွဲဖြစ်နေတဲ့အချိန်ကသူအရန်ကြောက်နေခဲ့ပေမဲ့နောက်တော့သားတို့နိုင်မယ်ဆိုတာယုံကြည်လိုက်တဲ့အကြောင်းပြောပြီးအဲ့လိုမျိုးဆိုရင်အဖေအတွက်အကူအညီဖြစ်လားလို့မေးပါတယ်။တက်မှုလည်းအကူအညီဖြစ်တာပေါ့လို့ဖြေလိုက်တဲ့အခါစီရောရှာလေးကတက်မှုကိုသူ့အင်ကြီးရင်ဘက်ကကျဲသီးတွေကိုပြလိုက်ပြီးဒီအင်ကြီးအတွက်ဘယ်သူကိုကျေးဇူးတင်ရမှာလဲလို့မေးပါတယ်။တက်မှုကစီရောရှာလေးကိုမီးလောင်နေတဲ့စခန်းတနေရာကိုခေါ်သွားခဲ့တဲ့အခါမှာမီးလောင်ပြင်ထဲမှာအကျုပ်ဆက်ကလေးကိုပဲတွေ့လိုက်ရပါတယ်။ဒါကြောင့်တက်မှုလည်းကျေးဇူးတင်စကားပြောဖို့အချိန်ကောင်းမဟုတ်တော့ဘူးလို့ပြောလိုက်ပြီးခေါင်းပေါ်ကအုတ်ထုပ်ကိုချွတ်လိုက်တဲ့အခါကောင်လေးလည်းသူ့အုတ်ထုပ်ကိုချွတ်ပြီးဝမ်းနေကြောင်ပြသလိုက်ပါတယ်။နောက်တနေ့မနက်မှာစီရောရှာလေးဟာသူ့ပါးပြင်နုနုကလေးကိုလူကြီးတွေမုတ်ဆိတ်ရိတ်တယ်လို့ရိတ်နေပါတယ်။ရဲဘော်တွေကသူ့ကိုမုတ်ဆိတ်ရိတ်ဖို့မငယ်လွန်းသေးဘူးလားလို့စလိုက်ကြပြီးကောင်မလေးနဲ့ချိန်ထားတာလားလို့မေးကြပါတယ်။ကောင်လေးကလည်းအလေးပြန်ပြုတ်ရင်ဟန်ပပါနဲ့ကျွန်တော်ကစစ်သားဗျစစ်သားဆိုတာချိန်မတွေ့ရဘူးဆိုပြီးပြန်ပြောပါတယ်။ရဲဘော်တွေကလည်းဓာမချအောင်သတိထားဖို့ပြောကြပြီးရီမောကထွက်သွားကြပါတယ်။ခဏနေတော့တက်မှုတို့အခန်းထဲကိုစီရောရှာဝင်လာခဲ့ပြီးတက်မှုကိုသတင်းပို့တဲ့အကြောင်းပြောလိုက်ကဒီနေ့ဘာတာဝန်ယူရမလဲလို့မေးပါတယ်။တက်မှုကကောင်လေးကိုအရန်အရေးကြီးတဲ့တာဝန်အဖြစ်မကြခင်စာပို့ကားရောက်လာရင်တက်စုကိုစာလိုက်ဝေပေးဖို့ပြောလိုက်ပါတယ်။တက်မှုကတာဝန်ကိုလက်ခံလားလို့မေးလိုက်တဲ့အခါစီရောရှာကလက်ခံပါတယ်လို့ပြောပြီးအလေးပြန်ပြုတ်ပါတယ်။ရဲဘော်တွေလည်းနောက်ပိုင်းကျရင်ဒီကလေးကငါတို့ရဲ့တက်မှုဖြစ်လာမလားမသိဘူးလို့ပြောကြပါတယ်။တက်မှုကစီရောရှာရဲ့မျက်နှာလေးကိုကင်ကြည့်ပြီးပါးပေါ်ကစက်ကူကိုဒါကဘာဖြစ်တာလဲလို့မေးပါတယ်။ကောင်လေးကဘာမှမဖြစ်ပါဘူး။မုတ်ဆိတ်ရိတ်ရင်ရှာတာပါလို့ပြောလိုက်တဲ့အခါတက်မှုလည်းသူ့လို့တလို့လိုက်လို့တဲ့စီရောရှာလေးကိုသဘောကျသွားသလိုအားလုံးကလည်းသဘောကျပြီးပြုံးနေကြပါတယ်။တက်မှုကတာဝန်ထမ်းဆောင်မှုသွားတော့လို့ပြောလိုက်တဲ့အခါကောင်လေးလည်းအလေးပြုပြီးပြေးထွက်သွားပါတော့တယ်။ရဲဘော်မီခဲရီကစာရီယူလာတဲ့အခါမှာစီရောရှာကသူကတက်မှုရဲ့လက်ထောက်စီရောရှာရှိစကင်ဖြစ်ပြီးအမေအရစာရီလာယူတာပါလို့ပြောပါတယ်။ရဲဘော်မီခဲရီကအခုမင်းကတက်မှုပြီးရင်အရေးကြီးဆုံးလူဖြစ်သွားပြီ။စစ်သားတွေအားလုံးကကပြကြလိုက်မယ်လို့ပြောပါတယ်။စီရောရှာကလည်းဘာပြောတာလဲနားမလဲတဲ့အကြောင်းမေးတဲ့အခါမီခဲရီကစာတစောင်ကိုထုတ်ပြီးချစ်တဲ့မိန်းမဆိုတာဘယ်သူလဲလို့မေးလိုက်တဲ့အခါ
စာရတဲ့ရဲဘော်ကလည်းချစ်တဲ့မိန်းမစီကစာလာပြီးဆိုပြီးကားပြလိုက်တဲ့အခါစီတော်ရှာလည်းသဘောကျသွားပါတယ်။အဲ့ဒီနောက်စီတော်ရှာဟာရဲဘော်မီခဲရီပေးတဲ့စာကိုယူပြီးပြေးထွက်သွားပါတယ်။ကရုတ်ကျင်းထဲကရဲဘော်တွေစီကိုရောက်တဲ့အခါစီတော်ရှာကစာလာတယ်လို့အော်ပြီးပြေးနေခဲ့ပါတယ်။ရဲဘော်တွေလည်းစာလာတယ်ဆိုတဲ့အခါမှာဝမ်းသာသွားကြပြီးကောင်လေးအနားကိုဝိုင်းအောင်လိုက်ကြပါတယ်။စီတော်ရှာယူလာတဲ့စာတွေကိုတယောက်ချင်းနာမည်ခေါ်ကယူလိုက်ကြပြီးရဲဘော်အာတ်မန်ကာရဲ့စာကိုတော့စီတော်ရှာကိုပေးခိုင်းပါတယ်။ကောင်လေးကအာတ်မန်ကာကိုတွေ့တဲ့အခါမှာကားပြခိုင်းပြီးမှစာကိုပေးလိုက်ပါတယ်။တရက်မှာတော့စီတော်ရှာတယောက်မိုးကအင်ဂျီဝတ်ထားပြီးမှန်ဘလူးတလက်နဲ့ကင်းထောက်စစ်သားတွေလှုပ်တယ်လို့မျိုးတောထဲလျှောက်သွားပြီးဆက်စုနေပါတယ်။ကောင်လေးဟာမှန်ဘလူးနဲ့ဟိုဟိုတီတီရှောက်ကြည့်ရင်ကောက်ရိုးပုံတွေကတပိုင်းစားထွက်နေတဲ့ခြေထောက်ကိုတွေးလိုက်ရပါတယ်။မှန်ဘလူးနဲ့တေချာအောင်ကြည့်ပြီးတဲ့အခါမှာစီတော်ရှာထိတ်လန့်တကြားနဲ့စခန်းကိုပြန်ပြေးလာပါတယ်။စခန်းကိုရောက်တဲ့အခါမှာရဲဘော်အန်ဒရဲရီကိုသူတခုခုကိုမြင်ခဲ့တဲ့အကြောင်းပြောပါတယ်။အန်ဒရဲကဘာမြင်ခဲ့လဲလို့မေးတဲ့အခါမှာကောက်ရိုးပုံထဲမှာခြေထောက်တစ်ခုဖြစ်တဲ့အကြောင်းပြောပြပါတယ်။ခြေထောက်ကလှုပ်တောင်လှုပ်နေသေးတယ်ဆိုပြီးစီတော်ရှာကသွားကြည့်ဖို့အတင်းခေါ်တာကြောင့်အန်ဒရဲလည်းမတက်တာပဲသွားစစ်ဆေးဖို့လုပ်ရပါတယ်။ကောင်လေးကအဲ့ဒီနေရာကိုသူ့ပဲသိတာကြောင့်လိုက်ခဲ့မယ်လို့ခွင့်တောင်းတဲ့အခါအန်ဒရဲလည်းခွင့်ပြုပြီးခေါ်သွားရပါတယ်။တန်မှုကတော့ကင်းတွေကိုလှည့်စစ်ရာကပြန်လာရင်ကားကြတုံးနဲ့တွေ့တဲ့အခါမှာသူ့ကားပေါ်ကိုလမ်းကြုံတင်ခေါ်လာခဲ့ပါတယ်။ကားပေါ်ကကားကြရဲ့တငယ်ချင်းသူနာပြုကတန်မှုရဲ့ပါးပေါ်ကချင်းကိုလှမ်းရိုက်ပါတယ်။ပြီးတော့တန်မှုကိုအိမ်ကမိန်းမကမျှော်နေတော့မှာပေါ့လို့ဆက်စုတဲ့အခါတန်မှုကသူကမိန်းမမရှိသေးပါဘူးလို့ဖြေပါတယ်။တန်မှုကဒီလောက်ချောတာလူပြိုမဖြစ်နိုင်ဘူးလို့ထင်မိတဲ့အကြောင်းဆက်ပြောတဲ့အခါတန်မှုကလည်းအနေခတ်သွားပြီးဒီလောက်လည်းမဟုတ်ပါဘူးလို့ပြန်ပြောပါတယ်။ရဲဘော်ပီတာကကားကိုမောင်းထွက်လိုက်ရင်ကာဘရတာကိုအရက်နဲ့ဆေးရမယ်လို့ထင်တယ်ဆိုပြီးပြောပါတယ်။တန်မှုကအခုပီတာကအရက်တောင်းနေပြီးမနေ့ကလည်းရဲဘော်တွေကတက်နက်ဆေးဖို့အတွက်အရက်တောင်းကြသေးတယ်လို့ပြောတဲ့အခါမှာပီတာကအရက်ကဆွဲစုံသုံးလို့ရတယ်ဆိုပြီးပြန်ပြောပါတယ်။တစ်ဖက်မှာတော့အန်ဒရဲတို့ကစီရိုရှာခေါ်လာတဲ့နေရာကိုလိုက်လာကြပါတယ်။ကောက်ရိုးပုံအနားကိုရောက်တဲ့အခါမှာလှုပ်ထုံလှုပ်နေတိုင်းစီရိုရှာကိုတိတ်တိတ်နေဖို့ပြောလိုက်ပါတယ်။အန်ဒရဲကသူတို့ရဲ့ရိုးရာနေတိုင်းကောက်ရိုးပုံကိုမီဂိုမိုင်းတိုက်လိုက်ပါတယ်။မီဂိုမိုင်းကြောင့်ကောက်ရိုးပုံတွေကနေလူတစ်ယောက်ထွက်လာတဲ့အခါရဲဘော်တွေလည်းဝိုင်းပြီးဖမ်းလိုက်ကြပါတယ်။စီရိုရှာကမီးလောင်နေတဲ့ကောက်ရိုးပုံနာကအိတ်တစ်ခုကိုကောက်ယူလာခဲ့ပါတယ်။ရဲဘော်တွေကအိတ်ကိုကြီးလိုက်တဲ့အခါမှာတရှိုဆက်သွယ်ရေးပစ္စည်းတွေဖြစ်နေခဲ့တာပါ။တရှိုကိုဖမ်းပြီးပြန်လာတဲ့လမ်းမှာရဲဘော်တွေကစီရိုရှာကိုမင်းကသူ့ရဲကောင်းလေးဖြစ်သွားပြီလို့ပြောတဲ့အခါမှာကောင်လေးကသားမပါလဲဥတို့ကနိုင်မှာပါလို့ပြောလိုက်တယ်လို့သူကအလုတ်များနေပြီးစာတွေလိုက်ဝေရအောင်မယ်လို့ပြောကပြေးထွက်သွားပါတယ်။ကရုတ်ကျင်းထဲကိုရောက်လာတဲ့အခါအတဲမင်းကာလို့နာမည်တစ်ခုကိုအော်ခေါ်နေတဲ့သူ့ကိုရဲဘော်တယောက်ကလှမ်းဆွဲလိုက်ပြီးစီရိုရှာအတဲမင်းကမရှိတော့ဘူးလို့စိတ်မကောင်းတဲ့လေသံနဲ့ပြောလိုက်ပါတယ်။ကောင်လေးလည်းဝမ်းနေသွားကအုတ်ထုပ်ကိုချွတ်လိုက်ကအလေးပြုတ်လိုက်ပြီးကရုတ်ကျင်းထဲကနေပြန်ထွက်သွားခဲ့ပါတယ်။တက်မှုရဲ့ခန်းထဲမှာအန်ဒရဲကစီရိုရှာကြောင့်တရှိုတွေဖမ်းမိတဲ့အကြောင်းပြောပြနေပါတယ်။သူတို့ပြောနေတဲ့အချိန်မှာပဲစီရိုရှာလေးရောက်လာခဲ့ပြီးသူ့တာဝန်တွေအားလုံးပြီးသွားပါပြီ။စာတွေအားလုံးလည်းပို့ပြီးပါပြီလို့ပြောတဲ့အခါတက်မှုကတော်တယ်လို့ချီးကျူးလိုက်ပါတယ်။ကောင်လေးကသူ့ကိုကလေးလိုမဆတ်ဆန်ဖို့နဲ့သူလဲသူများတွေလိုစစ်သားကြီးဖြစ်တဲ့အကြောင်းကိုပြောလိုက်ပြီးလက်ထောက်တစ်ယောက်အနေနဲ့ဒစိမ့်နဲ့တနက်လိုချင်တဲ့အကြောင်းပူဇာပါတော့တယ်။တက်မှုကလည်းကောင်လေးစကားကိုကြားလိုက်တဲ့အခါမှာပြုံးရီလိုက်ပြီးသားကိုဒစိမ့်တော့ပြီးမှာပါ။ဒါပေမဲ့ဆက်တနတ်တို့ပစ္စတိုတို့ကတော့ကြီးမကင်ပါလို့ပြောလိုက်ရပါတယ်။ပြီးတော့တက်မှုကသတင်းကောင်းတစ်ခုဖြစ်သားရဲ့အဖေဖြစ်ခွင့်ပြုတဲ့စာကိုရသွားပြီလို့ပြောတဲ့အခါစီတော်ရှာလည်းပျော်သွားပါတယ်။စီတော်ရှာကသတင်းကောင်းကိုကားကြကိုသွားပြောဖို့နဲ့ကားကြကသားကိုဂယုဆိုင်တယ်လို့အဖေကိုလည်းအရန်ဂယုဆိုင်တဲ့အကြောင်းအဖေဒဏ်ရာရတော့မလို့ဖြစ်တော့ကသူကငိုနေတာလို့ပြောပြပါတယ်။တက်မှုကအန်ဒရဲရှိနေတာကြောင့်ချက်နဲ့မျက်လုံးနဲ့အကောင်ဝင်တာဖြစ်မှာပေါ့လို့ပြောလိုက်ပေမဲ့ကောင်လေးကငိုနေတာကိုသူတေချာမြင်လိုက်ရတာလို့ပြောလိုက်ပြီးသူ့အဖေကိုကားကြစီခေါ်သွားပါတယ်။ကားကြကမြစ်ဘေးမှာလွတ်လွတ်လပ်လပ်ထိုင်နေတဲ့အချိန်ရဲဘော်တယောက်ရောက်လာပြီးကားကြကိုပန်းစည်းတစ်စီးပေးလိုက်ပါတယ်။ကားကြကိုရဲဘော်နဲ့အတူတွေ့လိုက်ရတဲ့အခါတက်မှုကစီရောရှာမမြင်အောင်ကောင်လေးရဲ့မျက်နှာကပေးနေတာတွေကိုတုပ်ပေးဟန်ဆောင်နေလိုက်ပါတယ်။ကားကြလည်းရဲဘော်ကိုသူမကဆေးဖက်ဝင်တဲ့အပင်တွေကိုပဲလိုချင်တာဖြစ်တဲ့အကြောင်းပြောလိုက်ပြီးရဲဘော်ရဲ့လက်ထဲကသူမရဲ့အင်ကြီးကိုပြန်တောင်းနေပါတယ်။တက်မှုလည်းကလေးမျက်နှာကိုတုပ်ပေးနေရင်သူတို့ကိုအကဲခတ်ကြည့်နေပါတယ်။ရဲဘော်ကကားကြလက်ကိုကင်လိုက်တဲ့အချိန်စီရောရှာရောက်လာပြီးဒေါ်လေးကားကြလို့ခေါ်လိုက်ပါတယ်။ကောင်လေးကသူတယောက်တည်းလာတာမဟုတ်ပဲအဖေလဲပါတယ်လို့ပြောပြီးလှည့်ကြည့်လိုက်တော့တက်မှုကအဲ့ဒီနေရာမှာမရှိတော့ပါဘူး။တရက်မှာတော့စီရောရှာကတိုက်ပွဲတွေဖြစ်နေတဲ့ကြားကကြည်စံတစ်တာကိုဆွဲလာခဲ့ပြီးမက်ဆီမိုကိုခေါ်နေပါတယ်။မက်ဆီမိုစီရောက်တဲ့အခါမှာရဲဘော်ကြီးကကြည်စံလာပေးတာအတွက်ကျေးဇူးတင်ကြောင်းပြောလိုက်ပြီးစီရောရှာကိုဘုံတန်တွေကြောင့်နားမကိုက်ရအောင်ပါဇက်ကြဲကြဲဟထားဖို့ပြောပါတယ်။တိုက်ပွဲကပြင်းထန်နေတာကြောင့်စီရောရှာကိုတက်မှုရဲ့စခန်းစီကိုမြန်မြန်ပြန်သွားဖို့အမိန့်ပေးလိုက်တဲ့အခါစီရောရှာလည်းအလေးပြုပြီးအမိန့်ကိုနာခံကြောင်းပြောလိုက်ကစခန်းကိုပြန်သွားပါတယ်။တက်မှုရဲ့ခန်းထဲမှာဆက်သွယ်ရေးကြိုပြတ်တောက်သွားတဲ့အကြောင်းနဲ့ပြင်ဖို့လှုပ်လိုက်တဲ့သူကလည်းကြာသွားကြောင်းပြောနေတာကိုစီရောရှာကြားလိုက်ရပါတယ်။သူတို့တပ်ဖွဲ့ကအခက်အခဲဖြစ်နေပြီဖြစ်ကြောင်းသိသွားတဲ့စီရောရှာလည်းသူတို့သတိမထားမိခင်အခန်းထဲကနေပြေးထွက်သွားခဲ့ပါတယ်။
ကောင်လေးဟာတိုက်ပွဲကြားကနေခက်ခက်ခက်ခဲနဲ့ဝမ်းလျားထိုးကသွားလိုက်ပြီးပြက်နေတဲ့ကြိုးတစားကိုဆွဲသွားခဲ့ပါတယ်။ဒဏ်ရာရနေတဲ့ဆက်သွယ်ရေးသမားနာကိုရောက်တဲ့အခါရဲဘော်ကကရုတ်ကျင်းနဲ့ဝင်နေဖို့ပြောပါတယ်။စီတော်ရှာလေးကသားကတိတ်တိတ်လေးဖြစ်လို့ဘုံထီမှမဟုတ်ဘူးလို့ပြောလိုက်ပြီးကျိုးကိုဘယ်လိုဆက်ရမလဲမေးပါတယ်။ရဲဘော်ကလည်းအာတင်ပြီးပြောပြတဲ့အတိုင်းကောင်လေးဟာစူးစမ်းနှစ်ဖက်ကိုအောင်မြင်စွာဆက်ပေးလိုက်နိုင်ပါတယ်။တက်ခွဲကိုဆက်သွယ်နေတဲ့ရဲဘော်ရီဆိုလည်းဆက်သွယ်ရေးပြန်ရပြီဖြစ်တဲ့အကြောင်းတက်မှုကိုဝမ်းသာအားရပြောလိုက်ပါတယ်။တရက်မှာတော့စီတော်ရှာလေးဟာရဲဘော်ကြီးနဲ့အတူမီးလှုံနေပြီးကောင်းကင်ကကျယ်ရီကျောင်းကိုဆက်စုနေပါတယ်။ဆက်စုတဲ့ကောင်လေးဟာလူတွေကဘာလို့လက်ထက်ကြတာလဲလို့မေးလိုက်ပြန်ပါတယ်။ရဲဘော်ကြီးကအရင်ဆုံးတယောက်ကိုတယောက်ချစ်လို့ဖြစ်ပြီးနောက်တော့တယောက်မရှိရင်တယောက်မနေနိုင်တာနားလည်လာကြကြောင်းပြောတဲ့အခါမှာအဲ့ဒီအချစ်ကြောင်းတွေကိုနားထောင်ပြီးစီတော်ရှာလေးဟာမြားနှက်မောင်လှုပ်ဖို့အတွက်အကြံရသွားခဲ့ပါတယ်။စီတော်ရှာတယောက်တက်ကြက်ကြီးစီကသူသိချင်တာသိပြီးတဲ့အခါမှာတော့ဒေါ်လေးကားကြစီကိုအမြန်ပြေးသွားခဲ့ပြီးသူ့အဖေဖျားနေလို့အမြန်လိုက်ခဲ့ဖို့ခေါ်ပါတယ်။ကားကြလည်းစီတော်ရှာပြောတာကိုယုံလိုက်ပြီးတက်မှုစီကိုအမြန်လိုက်သွားပါတယ်။တက်မှုစီကိုရောက်တဲ့အခါမှာအိပ်ပျော်နေတဲ့တက်မှုကိုအတင်းလှုပ်ပြီးမျက်လုံးဖွင့်ခိုင်းကဘယ်နားမှနေမကောင်းတာလဲဆိုပြီးစိုးရိမ်တကြီးမေးပါတယ်။တက်မှုလည်းအံ့ဩသွားပြီးသူဖျားမနေပဲနေကောင်းတဲ့အကြောင်းပြောလိုက်တဲ့အခါကားကြလည်းရှက်သွားရပါတယ်။ကောင်လေးလည်းချောင်းကြည့်နေရကနေထွက်ပြေးသွားခဲ့ပါတယ်။တက်မှုလည်းကားကြကိုအားနာသွားပြီးအလုတ်ချုပ်သွားစီလို့တောင်းပန်ပါတယ်လို့ပြောပါတယ်။ပြီးတော့သူကစားနိုင်တောင်းနိုင်ပြီးအချိန်မရလို့မအိပ်ရတာပဲရှိတဲ့အကြောင်းနဲ့ရှီတော်ရှာလျှောက်ပြောတာတွေကိုမယုံဖို့အတွက်ပြောလိုက်တဲ့အခါမှာကားကြလည်းရှက်ပြီးတက်မှုရဲ့အခန်းကနေပြေးထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ရှီတော်ရှာကဦးလေးရီဆိုတို့ခေါ်လာတဲ့ခွေးကိုသဘောကျနေပါတယ်။ရီဆိုကရှီတော်ရှာကိုခွေးထင်းရတဲ့ရဲဘော်နဲ့မိတ်ဆက်ပေးလိုက်ပြီးသူကစီတော်ရှာလေးငါတို့တက်ရင်ရဲ့သားလေးပေါ်လို့ပြောပါတယ်။ကောင်လေးကလည်းသူဟာလည်းရီဆိုလိုပဲတက်မှုရဲ့လက်ထောက်ဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အခါရဲဘော်ကလည်းသူကကိုးရှာဖြစ်ပြီးခွေးတွေရဲ့နီးပြလို့ပြောပြပါတယ်။ကိုးရှာကရှီတော်ရှာကိုသူ့ရဲ့ခွေးတွေနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ပထမတစ်ကောင်ကအယမ်းညံကောင်းပြီးဒဏ်ရာရနေတဲ့သူသတိလစ်နေတဲ့သူတွေကိုလိုက်ရှာပြီးသတိရလာအောင်မျက်နှာကိုရှာနဲ့ရက်ပေးတယ်လို့ပြောပြပါတယ်။နောက်တစ်ကောင်ကတော့ဒဏ်ရာရလူနာတွေအနားကိုဆေးအိတ်တယ်ပြီးသွားပို့ပေးတဲ့အကြောင်းပြောပြပါတယ်။ရှီတော်ရှာကသူတို့နဲ့စွတ်ဖာလှည့်စည်းလို့ရလားလို့မေးလိုက်တဲ့အခါကိုးရှာကလည်းသူတို့ခွင့်ပြုရင်ရတာပေါ့လို့ပြောပါတယ်။ခွေးတွေနဲ့စွတ်ဖားလဲကိုစီးသွားတဲ့အချိန်စူးကောင်လေးကိုတွေးလိုက်တဲ့အခါခွေးတွေကအမြန်ပြေးလိုက်ကြပါတယ်။ရှီတော်ရှာကလန့်ပြီးអော်လိုက်တယ်လို့ရီဇိုနဲ့ကိုးရှာကရှီတော်ရှာတို့လှဲနောက်ကိုပြေးလိုက်ကြပြီးခွေးတွေကိုရက်ဖို့အမိန်ပေးကြပေမဲ့ခွေးတွေကနားမထောင်ပဲဆက်ပြေးနေကြပါတယ်။တဖြည်းဖြည်းနဲ့လှဲကမိုင်းတွေရှိရာဘက်ကိုဥတီသွားတာကြောင့်ရီဇိုလည်းတတိထားဖို့អော်ရင်နောက်ဆုံးမှဆိုင်ကယ်ဆက်နှိုးပြီးလှဲရှိကနေပိတ်ရက်လိုက်မှစွတ်ဖားလှဲကလည်းရက်သွားခဲ့ပါတယ်။ရီဇိုကကောင်လေးကိုစိုးရိမ်ကြီးနဲ့ကောက်ပွေးလိုက်ပြီးဘာမှမဖြစ်ဘူးနော်လို့မေးလိုက်တဲ့အခါတတိခဲလေးကအေးဆေးပါတဲ့။တက်မှုနဲ့ကားကြတို့ကတော့ရှေ့ကပြေးနောက်ကလိုက်ရင်တနေရာရောက်မှကားကြကဆက်မပြေးနိုင်တော့ပဲရက်လိုက်ပါတယ်။တက်မှုကသူကားကြကိုပြောချင်နေတာကြာပြီဖြစ်တဲ့အကြောင်းစကားစားလိုက်ပြီးမှဘာဆက်ပြောရမှန်းမသိဖြစ်နေပါတယ်။အယောင်ယောင်အမှားမှားဖြစ်နေတဲ့တက်မှုကြောင့်ကားကြကလည်းအနေခက်နေပါတယ်။ငါကမင်းကိုမင်းကငါ့ကိုနဲ့စကားရှေ့မဆက်နိုင်တဲ့တက်မှုကိုကားကြကသူမလည်းတူတူပဲလို့ဇွတ်ပဲပြောချလိုက်ပါတယ်။တက်မှုကလည်းပြောရခက်နေပြီးစီတော်ရှာကကားကြကိုအယမ်းချစ်တာကြောင့်စီတော်ရှာရဲ့အမေဖြစ်ချင်လားလို့မေးလိုက်ပြီးခွင့်ပြုပေးဖို့တောင်းဆိုလိုက်ပါတယ်။သူတို့နှစ်ယောက်အရေးကြီးတဲ့အခန်းကိုရောက်လာမှရဲဘော်တယောက်လည်းရောက်လာပြီးဌာနချုပ်ကစာရောက်ကြောင်းသတင်းပို့ပါတယ်။တက်မှုလည်းစာကိုဖတ်ကြည့်ပြီးကားကြကိုမနှက်ဖြန်မှဆက်ပြောကြတာပေါ့လို့ပြောလိုက်ပါတော့တယ်။တက်တွေအားလုံးနေရာရွှေ့ကြတဲ့အခါစီတော်ရှာလေးဟာလည်းတက်မှုနဲ့တူစစ်ကြောင်းမှလမ်းလျှောက်လာနေခဲ့ပါတယ်။တနေရာရောက်လာတဲ့အခါအိမ်တအိမ်မှာဝင်နာကြပါတယ်။အိမ်ရှင်တွေကသဘောကောင်းကြပြီးစစ်သားတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။တပ်ဖွဲ့တွေကစီတော်ရှာကိုတွေးလိုက်တာကြောင့်ကလေးတွေကိုတက်ထဲနေပြီလားလို့မေးခံရတဲ့အခါသူကတက်ရင်ရဲ့သားလေးပါလို့ရှင်းပြရပါတယ်။ဆက်ဆက်စုလှုပ်တက်တဲ့စီတော်ရှာရဲ့ထုံးစံတိုင်းအပေါ်ကအဖုံးပိတ်ထားတဲ့အခန်းကိုကြည့်ပြီးအောက်မှာဘာရှိတာလဲဝိုင်အခန်းလားလို့မေးပါတယ်။အခန်းတောင်းမှာထိုင်နေတဲ့အဖိုးကြီးကဝိုင်မဟုတ်ပဲအဲ့ဒီအောက်မှာဂျာမန်လေရင်ကကျလာတဲ့ဘုံရှိတဲ့အကြောင်းပြောပါတယ်။ဘုံကအရန်ကြီးပြီးအမိုးကိုဖောက်ကျလာခဲ့ပေမဲ့မပေါက်ကွဲတာကြောင့်အိမ်အောက်မှာဖွက်ထားလိုက်ရတဲ့အကြောင်းပြောပြတဲ့အခါတက်မှုတို့လည်းထိတ်လန့်တကြားနဲ့တပ်ဖွဲ့အားလုံးကိုအပြင်ထွက်ကြဖို့အမိန့်ပေးရပါတယ်။ဒီလိုနဲ့စီတော်ရှာလေးဟာအိမ်ပိုင်ရှင်ရဲ့ကလေးနဲ့ကစားရင်းပျော်နေခဲ့သလိုတပ်ဖွဲ့တွေကတော့စီတော်ရှာရဲ့ကျေးဇူးနဲ့အိမ်ရှင်တွေရဲ့ဘုံကိုရှင်းလင်းပေးနေခဲ့ပါတယ်။တက်မှုတို့ဟာခရီးဆက်ထွက်လာခဲ့ကြပြီးကားကတနေရာအရောက်မှာတော့မိုင်းနှင်းမိပြီးပောက်ကွဲသွားခဲ့ပါတယ်။စီတော်ရှာလေးကကားပေါ်ကလွင့်ကျသွားခဲ့ပြီးဘာမှမဖြစ်လိုက်ပေမဲ့ဦးလေးရီဇိုနဲ့သူ့ဖေကတော့ဒဏ်ရာရသွားခဲ့ပါတယ်။စီတော်ရှာကအဖေကိုဖတ်ထားလိုက်ပြီးဦးလေးရီဇိုတယောက်လဲကျနေကြောင်းပြောပါတယ်။သူနာပြူကတက်မှုကောင်းကဒဏ်ရာကိုဆေးထဲဖို့ပြောပေမဲ့တက်မှုကတခြားသူတွေကိုအရင်ကုပေးဖို့ပြောလိုက်ပြီးကြံတဲ့ရဲဘော်တွေကိုသူနဲ့အတူဆက်ချီတက်ခိုင်းလိုက်ပါတယ်။ဌာနချုပ်ကိုရောက်တဲ့အခါတက်မှုကဘိုးချုပ်ကိုသူ့ရဲ့ရဲဘော်တွေရဲ့အဝတ်ကအရန်ဟောင်းနေပြီဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အခါဘိုးချုပ်ကအခုချိန်ရဖို့မလွယ်သေးတဲ့အကြောင်းပြောပါတယ်။သူတို့စကားပြောနေတဲ့အခန်းထဲစီတော်ရှာလေးလည်းဝင်လာခဲ့ပြီးဘိုးချုပ်ကြီးကိုအလေးပြုကသတင်းပို့ခွင့်ပြုပါလို့တောင်းဆိုလိုက်ပါတယ်။ဘိုးချုပ်လည်းကောင်လေးကိုအလေးပြန်ပြုပြီးသတင်းပို့ခွင့်ပြုကြောင်းပြောပါတယ်။ကောင်လေးဟာတာဝန်ထမ်းဆောင်ဖို့အတွက်သတင်းပို့တဲ့အကြောင်းနဲ့ဒီ
ဒီနေ့ဘာလို့ရမလဲဆိုပြီးမေးပါတယ်တန်မှုကလည်းစီရောရှာကိုတက်စိတ်နှစ်ကိုသွားပြီးဝစ်စုံနေတဲ့ပစ္စည်းတွေကိုစစ်ဆေးခဲ့ဖို့ပြောလိုက်ပါတယ်စီရောရှာဟာတက်စိတ်နှစ်ကိုပြေးသွားခဲ့ပြီးရဲဘော်တွေကိုစစ်ဆေးခံဖို့တန်းစီခိုင်းပါတယ်ရဲဘော်တွေကလည်းကောင်လေးလိုကြတန်းစီပေးလိုက်ရပါတယ်စီရောရှာလေးကတန်းစီနေတဲ့ရဲဘော်တွေကိုဖနှက်ပေါက်နေတဲ့သူရှေ့ထွက်ခဲ့ဖို့ပြောလိုက်ပါတယ်စီရောရှာတယောက်ချင်းလိုက်ကြည့်နေပြီးသူ့ဘေးကရဲဘော်ကြီးကိုဖနှက်ပေါက်နေတဲ့လူတွေရဲ့စင်းကိုရေးပေးဖို့ပြောခဲ့ပါတယ်စီရောရှာလေးလုံနေတာကိုကြည့်ပြီးရဲဘော်တွေကလည်းသဘောကျနေခဲ့ပါတယ်စီရောရှာကလည်းဗိုလ်ချုပ်ကြီးခန်းထဲကိုပြန်ဝင်လာခဲ့ပြီးသူယူလာတဲ့စင်းကိုပေးလိုက်ပါတယ်ဗိုလ်ချုပ်ကလည်းထောက်ဖို့တွေရောက်လာရင်မင်းအရင်ဆုံးရစေမယ်လို့ဂရုပေးလိုက်ပြီးနောက်ထပ်ဘာတောင်းဆိုချင်တာရှိသေးလဲလို့မေးပါတယ်ကလေးကလည်းသူ့ရဲ့တောင်းဆိုစရာကအဖေနဲ့ဒေါ်လေးကားကြကိုဗိုလ်ချုပ်ရဲ့ခွင့်ပြုချက်နဲ့လက်ထပ်ခိုင်းချင်ပါတယ်လို့ပြောလိုက်ပါတော့တယ်တန်မှုကသူ့ရဲ့သားလှုပ်ပုံတွေကြောင့်ဗိုလ်ချုပ်ကြီးရဲ့ရှေ့မှာအနေခတ်နေပြီးပြုံးပြပြကြီးဖြစ်နေခဲ့ပါတယ်တန်မှုနဲ့တူညဘက်လမ်းလျှောက်ကြရင်စီရောရှာကအဆောင်တက်အလံပေးတော့မှဟုတ်လားလို့မေးပါတယ်တန်မှုကဟုတ်တယ်မကြခင်ရတော့မယ်လို့ပြောတဲ့အခါကောင်လေးကအဆောင်တက်အလံဆိုတာဘာကိုဆိုလိုတာလဲလို့မေးလိုက်ပြန်ပါတယ်တန်မှုကအဲ့ဒါကအားလုံးအတွက်ဂုံယူစရာအလံဖြစ်ပြီးတိုက်ခိုက်သူရောကြဆုံးသူရောအားလုံးတာဝန်ကျေပွန်လို့ဂုံပြုခံရတာလို့ပြောပြပါတယ်စီရောရှာကဒါဆိုရင်သားလဲဂုံပြုခံရတဲ့အထဲပါတာပေါ့လို့မေးတဲ့အခါတန်မှုကလည်းပါတာပေါ့လို့ထောက်ခံလိုက်ပါတယ်အစောက်တက်အလံရောက်လာတဲ့နေ့မှာစစ်သားလေးစီရောရှာကိုလည်းဂုံပြုတစ်စိတ်တက်ပေးခဲ့ကြပါတယ်ကောင်လေးကတစ်စိတ်ကိုလက်ခံလိုက်ပြီးနိုင်ငံအတွက်တာဝန်ထမ်းဆောင်မိဖြစ်ကြောင်းဂရုပြုလိုက်တဲ့အခါရဲဘော်တွေအားလုံးကသူ့ကိုပြုံးကြည့်နေကြပါတယ်စီရောရှာလေးတယောက်ဟာတကယ်ယူနီဖောင်းနဲ့စစ်သားကြီးလိုဂိုက်ပေးကြမ်းပြီးပျော်နေခဲ့ပါတယ်အဲ့ဒီနေ့ညမှာပဲသူတို့တွေရှိတဲ့နေရာကိုလက်နက်ကြီးကျလာခဲ့ပြီးစီရောရှာလည်းနီးရကျင်းထဲကိုအပြန်ဝင်လိုက်ရပါတယ်တန်မှုကစခန်းပြိုကျသွားတဲ့ထဲပါသွားခဲ့ပြီးအထဲမှာပိတ်မိသွားပါတယ်စီရောရှာလည်းသူ့အဖေကိုအော်ခေါ်လိုက်ကတားလာနေပြီအဖေလို့ပြောရင်းသူ့အဖေပြိနေတာတွေကိုသူ့အားလေးနဲ့တက်နိုင်တဲ့လောက်စူးစမ်းဖယ်နေခဲ့ပါတယ်အဖေကိုတားကယ်မယ်လို့တွတ်ပြောပြီးအပြက်စီးတွေကိုဖယ်နေခဲ့ပေမဲ့ဝင်တဲ့အာမမျှတာကြောင့်ကောင်လေးဟာမက်ဆီမိုကိုအော်ခေါ်လိုက်ရပါတယ်သူဟာတိုက်ပွဲထဲမှာပဲမက်ဆီမိုရှိတဲ့နေရာကိုရောက်အောင်သွားပြီးသူ့အဖေကကရုတ်ချင်းနဲ့ပိတ်မိနေတဲ့အကြောင်းပြောပြလိုက်ပါတယ်ရဲဘော်တွေကတန်မှုစီပြေးသွားတဲ့အခါမက်ဆီမိုကစီရောရှာလေးကိုဖတ်ထားပြီးမကြောက်ဖို့အတွက်အားပေးပါတယ်ဆေးရုံဘော်ကတန်မှုကိုလာတွေ့တဲ့အခါမှာစီရောရှာကမျက်ရည်တွေကျနေခဲ့ပါတယ်အဖေဖြစ်သူကိုတိတ်တိတ်လေးကြည့်နေပြီးရှိုက်တန်လေးထွက်လာတဲ့အခါတန်မှုကလည်းကြားသွားပြီးစီရောရှာတားလားလို့မေးလိုက်ပါတယ်ကောင်လေးကတားပါအဖေလို့ပြောပြီးတန်မှုရဲ့အနားကိုတိုးကငိုနေပါတယ်တန်မှုကတားဒဏ်ရာရသေးလားလို့မေးလိုက်တဲ့အခါမရတဲ့အကြောင်းပြန်ပြောပြီးငိုနေပြန်တာကြောင့်အဖေဖြစ်တဲ့သူကယောက်ျားဆိုတာမငိုရဘူးလို့ပြောပါတယ်စီရောရှာလည်းအဖေစကားဆိုချက်ချင်းနားထောင်ပြီးမျက်ရည်တွေတုပ်ပစ်လိုက်ပါတယ်ဒီလိုနဲ့ကျွန်တော်တို့ကြည်ကောင်းနေတုန်းမှာပဲရုပ်ရှင်ကိုဒီနေရာမှာပဲဇက်သိမ်းသွားခဲ့ပြီးတခါကဆေးရုံဘော်ကစစ်သားတွေကိုစီရောရှာရှိုးပြခဲ့တဲ့တချင်းနဲ့တူတူသူတို့တပ်ဖွဲ့တွေဟာခရီးဆက်ထွက်သွားခဲ့ကြပါတော့တယ်1940ခုနှစ်ဧပြီ29ရက်နေ့မှာအသက်အငယ်ဆုံးစစ်သားရှီရောဆာရှိရှိကင်ကိုမဟာမျိုးချစ်စစ်ပွဲကြီးတွင်ပါဝင်ခဲ့မှုအတွက်သူရသတ္တိစုတစိတ်ပေးအပ်ခဲ့ပါတယ်ရှီရောရှာဟာစတာလင်ဂရတ်တိုက်ပွဲမှာသူ့တပ်ရင်းနဲ့အတူပါဝင်ခဲ့ပြီးပိုလန်ထိချီတက်တိုက်ခိုက်ခဲ့ပါတယ်တပ်ရင်းမှုဟာသူ့ရဲ့မိသားစုအရင်ဖြစ်လာခဲ့ပါတယ်ရှီရောရှာဟာနောက်တစ်ချိန်မှာတူလာစူပိုတော့ဘိုးတဲ့န်းကျောင်းမှကျောင်းဆင်းခဲ့ပြီးသူ့တသက်တာလုံးမတရားမှုတွေကိုတိုက်ခိုက်တဲ့သူဖြစ်လာခဲ့ပါတော့တယ်တကယ်တော့စစ်ပွဲတွေဆိုတာကကလေးတွေနဲ့လုံးဝမသက်ဆိုင်ပါဘူးဘယ်နေရာဘယ်ကာလမှာပဲဖြစ်ဖြစ်ဘယ်အရက်ဘယ်ဒေသမှာပဲဖြစ်ဖြစ်ကလေးတွေကိုပြစ်မှတ်ထားတဲ့သူတွေကိုလုံးဝရှုတ်ချပါတယ်လူမဆန်တဲ့လုပ်ရက်တွေကိုလှုပ်ဆောင်သူတွေကိုလည်းဓမ္မကတေချာပေါက်အပြစ်ပေးမှဖြစ်တဲ့အကြောင်းတင်ပြရင်းနဲ့ဒီနေ့အစီအစဉ်ကိုရက်နာခွင့်ပြုပါခင်ဗျာအဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်အယောက်စီတိုင်းကိုကျေးဇူးထူးတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွတိုင်းပြည်နဲ့လူသားမျိုးနွယ်ကိုအစိမ့်မခတ်သောသူများအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ကတော့ BDM ရဲ့ရင်ဘတ်ကြီးနဲ့တင်ဆက်သူဇေယျဖေပဲဖြစ်ပါတယ်ခင်ဗျာ